မင်္ဂလာပါရှင်။လက်ရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ကာမူရာကိုတက်တာစေမယ့်အိတ်ဆောက်စီးနီးလေးတွေအကြောင်းပြောပြပေးသွားပါမယ်။ကာမူရာကတကယ်ကိုခံစားရခက်တဲ့ဝေဒနာပါ။တွားရင်းလာရင်ထွန်းအံရတာတွေခေါင်းမထုနိုင်အောင်ကြိုက်ခဲနေတာမူးနေတာတွေကကိုယ့်အတွက်ရောဘေးလူတွေအတွက်ပါစိတ်နှောက်ယှက်ဖြစ်စီပါတယ်။ဒီလိုဖြစ်တတ်တဲ့သူတွေခရီးသွားတဲ့အခါကာမဝေဒနာကိုတက်တာလျော့ပါစေဖို့အထောက်အကူဖြစ်စေမယ့်စိတ်ပတ်ဝင်ပစ္စည်းလေးတွေကိုပြောပြပေးပါမယ်။နံပါတ်1အနေနဲ့ကတော့ဂျင်းပါ။ဂျင်းကကာမဝေဒနာကိုတက်တာစေတဲ့အာနိသင်ရှိပါတယ်။ဂျင်းလက်ဖက်ရည်ကိုထည့်လာပြီးလမ်းမှာပေါက်လဲရတယ်။ပပလေးလိထားတာတွေကိုဒီတိုင်းဝါစားလို့လည်းရပါတယ်။နောက်ဆုံးမရှိရင်ဂျင်းများပါတဲ့မမှန်ပေါင်းလို့အချစ်မောင်းလေးရလည်းယူစားလို့ရပါတယ်။မစားချင်ဘူးဆိုရင်ဂျင်းနဲ့ကိုတစ်ရှူလေးနဲ့ပတ်ပြီးအနက်ရှူပေးလိုက်ပါနောက်တစ်ခုကတော့တမယာသီးပဲဖြစ်ပါတယ်တမယာသီးရဲ့အသုံးဝင်ပုံကိုတော့အားလုံးသိပြီးသားဖြစ်မှာပါခရီးသွားရင်လူတော်တော်များများကတမယာသီးဆောက်သွားကြတာကိုမြင်ဘူးမှာပါကာမူရာတက်တာစီဖို့အလုံးလိုက်ကိုအနက်ရှူတာတဲ့လိစိတ်ပြီးရှူတာတမယာရင်နည်းနည်းတော့တောက်ပေးတာတွေလုပ်ပေးလို့ရပါတယ်ကာမူတက်တာစီမယ်နောက်တစ်ခုကတော့ပန်းသီးဖြော်ရည်ပါတကြားမပါတဲ့ပန်းသီးဖြော်ရည်ကိုအဆွေရုံနည်းနည်းချင်းတောက်ပါအစာအိမ်နဲ့အာယုကြောတွေကိုတည်ငြိမ်စေပါလိမ့်မယ်။အများကြီးတောင်းမိရင်တော့အစာအိမ်နဲ့အရည်တွေသိပ်များပြီးအထွက်နိုင်ပါတယ်။နောက်နံပါတ်4ကတော့ပူရှိတ်တကြားလုံးသို့မဟုတ် PK ပဲဖြစ်ပါတယ်။ခေါင်းမူးနှောက်ဖြစ်လာတာနဲ့ပူရှိတ်တကြားလုံးသို့မဟုတ် PK ကိုစားလိုက်ပါ။အနည်းငယ်တော့တက်တာသွားပါလိမ့်မယ်။ကာမူးတက်တာစင်မဲ့နောက်ဆုံးအိတ်ဆောင်တစ်ခုကတော့ gas ပါတဲ့အချိုရည်ပါ။ခရီးမသွားခင်ပဲဖြစ်ဖြစ်သွားနေရင်ဖြစ်ဖြစ် gas ပါတဲ့အချိုရည်ကိုနည်းနည်းချင်းတောက်ပေးပါ။အချိုရည်တောက်ပြီးလေတက်တဲ့အခါကာမူးကြီးကြောင့်ဖြစ်ရတဲ့လေပွားခြင်းကိုတက်တာစေနိုင်ပါတယ်။အများကြီးတော့မတောက်ပါဘူးနော်။အခုပြပြပေးသွားတာတွေကတော့ကာမူးရာကိုတက်တာစေမယ့်အိတ်ဆောင်နည်းလေးတွေပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါအောင်နော်။ဗီဒီယိုတင်တိုင်းအမြဲတမ်းရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်။ပရိသတ်ကြီးအားလုံးကျန်းမာပျော်ရွှင်ပြီးတာယာလက်ပါလေးနဲ့အများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။